လုံးမဲမင်္ဂလာပါဗျသူကမိန်တင် channel နဲ့ကြိုဆိုလိုက်ပါတယ်ပဲကြည့်ရအောင်ပဲနော်ကြည့်ရအောင်ဗျာအဲ့ဒီတုံညာလေငါထိတ်နှစ်ထိတ်ရောခွန်းလို့ရတယ်နော်ခွန်းလို့ရတယ်1 2 3 4အဲ့ဒီငါလေနှစ်ထိတ်တုံညာထိတ်ရောခွန်းလို့ရတယ်1 2 3 4အဲ့ဒီငါလေ8ထိတ်4ထိတ်ရမှခွန်းလို့ဖြစ်မယ်နော်အဲ့လိုဖြစ်ပြီဆိုတော့ခွန်ကူကငါထည့်အောင်ဟုတ်ပါထည့်အောင်ဒီတိုင်းမာအဲ့ထိတ်စီကိုချုပ်မယ်ဗျာနော်ခွန်လို့ရိုက်တယ်အဲ့တုံညာထိတ်တုံညာလေငါထိတ်နှစ်ထိတ်ခွန်လို့ရိုက်ငါလေနှစ်ထိတ်တုံညာထိတ်ခွန်လို့ရိုက်ငါလေ8ထိတ်4ထိတ်ခွန်လို့ရိုက်နော်အဲ့လိုရိုက်ပြီးအဲ့ထိတ်ကလေးကိုချုပ်ကြအောင်အဲ့ဒီနှစ်ထိတ်ခွန်ထိတ်အဲ့ဒီနှစ်ထိတ်ကိုတစ်လို့ရတယ်နှစ်ထိတ်ခွန်ထိတ်အဲ့ဒီနှစ်ထိတ်ကိုတစ်လို့ရတယ်အဲ့ဒီ5ထိတ်6ထိတ်အဲ့ဒီတုံညာထိတ်ကိုတစ်လို့ရတယ်5ထိတ်6ထိတ်တုံညာထိတ်ကိုတစ်လို့ရတယ်နော်အဲ့ဒီ5ထိတ်2ထိတ်4ထိတ်ရမှတစ်မယ်နော်အဲ့မှာ5နှစ်4တစ်နော်5ထိတ်2ထိတ်4ထိတ်တစ်နော်ထိတ်ကိုခွန်နဲ့တစ်နဲ့ချုပ်လိုက်တယ်ခွန်နဲ့တစ်နဲ့ချုပ်လိုက်တယ်ထိတ်ကိုနော်ဟုတ်ပြီကဲခါလေးထည့်ကြအောင်နော်ခါထဲအဲ့ဒီ9နောက်ပိတ်9လေအဲ့3လေကိုခွန်မဲ့နော်အဲ့ဒီ9နောက်ပိတ်9လေ3လေခွန်နဲ့အဲ့ဒီ10နောက်ပိတ်3လေ6လေခွန်နဲ့10နောက်ပိတ်3လေ6လေခွန်နဲ့နော်ခွန်လို့ပဲရိုက်တယ်နော်အဲ့ဒီ2နောက်ပိတ်9လေ6လေမှခွန်မယ်နော်6လေမှခွန်လို့ဖြစ်မယ်အဲ့ဒီ2နောက်ပိတ်9လေ6လေမှခွန်လို့ဖြစ်မယ်နော်5 9 3ခွန်8 3 6ခွန်2 9 6ခွန်နော်ဟုတ်ပြီအဲ့လိုခွန်နဲ့ထည့်ပြီးသွားပြီဆိုတော့သူ့ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ချုပ်ကြသေးရပါဗျာနော်အဲ့ဒီနောက်ပိတ်6နဲ့အဲ့ဒီ3လေနဲ့9ခွန်9နဲ့ချုပ်လိုက်တယ်နော်အဲ့ဒီ3နောက်ပိတ်6လေနဲ့9ခွန်9နဲ့ချုပ်လိုက်တယ်
အဲ့ဒီ3နောက်ပိတ်က6လည်းနဲ့မှ9ဖြစ်မှာနော်ကွန်9နဲ့ချုပ်လိုက်တယ်နော်အဲ့တော့じゃနောက်ပိတ်လေးထည့်မယ်ဗျာနော်နောက်ပိတ်ကဘယ်လိုလာလဲဆိုတော့အဲ့ဒီ6နောက်ပိတ်က6နောက်ပိတ်ကအဲ့ဒီ4နောက်ပိတ်ကိုရှောက်တယ်နော်6နောက်ပိတ်က6နောက်ပိတ်က4နောက်ပိတ်ကို6အဲ့ဒီ3နောက်ပိတ်က5နောက်ပိတ်ကအဲ့ဒီ8နောက်ပိတ်ကိုရှောက်တယ်အဲ့ဒီ3နောက်ပိတ်က5နောက်ပိတ်က8နောက်ပိတ်ကိုရှောက်တယ်အဲ့ဒီမှာ3နောက်ပိတ်က5နောက်ပိတ်ကရှိနေပြီ6လို့ဖြစ်ဖို့ဆိုရင်ကျွန်တော်8လို့ပိတ်မှာနော်8လို့ပိတ်မှာ6လို့ဖြစ်မှာ3 5 8မှာ6လို့ဖြစ်မှာကဲအိုက်ကောင်နောက်ပိတ်ကိုထပ်ချုပ်ကြအောင်လို့နော်နေ့ရှိရှော့ဘရိတ်ရှော့နော်အဲ့လိုဘရိတ်ရှော့ဖြစ်လို့မလို့နော်အဲ့ဘရိတ်ရှော့6ဘရိတ်ဖြစ်လို့မလို့နှစ်နဲ့4နဲ့လည်းရှော့ပဲနော်3 3 3ဘရိတ်ရှော့အဲ့လိုဘရိတ်ရှော့ဖြစ်လို့မလို့အဲ့ဒီ8နောက်ပိတ်နဲ့8နောက်ပိတ်ရလဲရှောက်ပဲနော်ဟုတ်ပြီဒီမှာကျတော့ဘရိတ်ရှောက်ဘရိတ်ခွန်အဲ့လိုဘရိတ်ခွန်ဖြစ်လို့အဲ့ဒီ9နောက်ပိတ်က8နောက်ပိတ်ကလဲခွန်နော်ဘရိတ်ခွန်ဖြစ်လို့ဒီနောက်ပိတ်နှလုံးကိုလဲခွန်နဲ့ဘယ်လိုထည့်သွားလဲနော်ကဲသူကလည်းသူတောင်းစီပါတယ်နော်ကဲအားလုံးပဲကံကောင်းကြပါစေဗျာဆယ်တီလည်းပေါက်ပါစေနော် subscribe လေးလည်းလုပ်ပေးကြပါဦးကဲကျမ်းမာချမ်းသာလူရဲ့ဆန္ဒတစ်လုံးတစ်ဝါတည်းပြည့်စုံနိုင်ကြပါစေဗျာ